ကျွန်တော်တို့ဖူကင်းမြို့မှာအရန်ထူးခြားတဲ့ဖျားတဆူရှိတယ်ဗျဒီဖျားကိုတဆူလုံးပြစ်အောင်တူးမယ်ဆိုရင်တူးလို့မရဘူးဖျားကြတယ်ပတူတွေထွက်လာပြီးလာကြိုက်ကြတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုတင်ဆက်ပေးတာဖြစ်ပါတယ်ပြမယ်နော်ဒီဖျားမှာရာဇဝင်ရှိတယ်ကျွန်တော်တို့မြန်မာတွေလည်းပတ်သက်တယ်ဒီကျွန်တော်တို့မြန်မာတွေကအရင်ခက်ကပေါ့နော်တမိုင်းရဒီဖျားကိုတူးပြီးတော့မြန်မာပြည်ယူသွားဖို့အတွက်အောင်မြင်မှုမရရှိခဲ့ပါဘူးအဒီဖျားကတနေ့မှာကျွဲကြောင်းသားလေးတူကကျွဲကြောင်းရင်းနဲ့အဲ့ဒီတိုက်ဆိုပြီးတော့ကျိုးချီခဲ့တဲ့နေရာဖះဥခေါင်းဖြစ်နေတယ်ဗျအဲ့ဩစီအိုင်အရင်ကောင်းပါတယ်နော်အဲ့ဒီကနေပို့ထူးဆန်းတာအဲ့ဒီကျွဲကြောင်းသားဟာကျွဲကိုကြောင်းပြီးပြန်အိမ်ပြန်တော့ကျွဲရောကျွဲကြောင်းသားလေးပါဖျားနာပြီးတော့တိတ်ဆုံးသွားခဲ့ပါတယ်သူတိတ်ဆုံးသွားခဲ့တော့မပြီးသေးပါဘူးသူ့အဖေကအိမ်မက်တစ်ခုရပါတယ်ဘယ်လိုလဲဆိုတော့သူ့သားကျိုးချီခဲ့တဲ့နေရာကဖះဥခေါင်းဖြစ်နေတယ်လို့အိမ်မက်ရပါတယ်သူမယုံတော့ရွာသူရွာသားတွေနဲ့အတူကျွဲကြောင်းသားလေးကျိုးချီခဲ့တဲ့နေရာကိုတွားပြီးတော့ရွာသူရွာသားတွေနဲ့အတူတူးဖော်ခဲ့တယ်တူးဖော်ခဲ့တော့ထင်းတဲ့အတိုင်းအိမ်မက်ထဲကတိုင်းဖះဥခေါင်းတော့ဖြစ်နေတော့ရွာသူရွာသားတွေကဆက်ပြီးတော့တူးဖော်ကြတယ်တူးဖော်ကြတဲ့အချိန်မှာပြဿနာတချို့ဖြစ်လာတယ်အန်ဒီရယ်တွေရှိလာတယ်ဘယ်လိုလဲဆိုတော့အဲ့ဒီကနေပတူတွေထွက်လာတဲ့လူကိုကြိုက်ကြတယ်ပြီးရင်ဖျားနာကြတယ်ဆက်တူးလို့မရအောင်အမျိုးမျိုးနှောက်ယှက်ကြတယ်ဒါနဲ့ရာသူရာသားတချို့ကမတူးတော့ပဲမတူးဖော်ပဲနဲ့ဆက်ထားရှိလိုက်ကြဖျားကရင်ဘက်နာအထိရောက်သွားတာပေါ့နော်ပေါ်သွားတယ်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုလဲဆိုတော့ဒီဖျားသည်သူတို့အထင်မှာဒီနေရာနေမသွားချင်ဘူးဆိုပြီးတော့ဖះဖုန်ကြီးကျောင်းဖြစ်နေဒီနေရာမှာဖူကြီးတပါးကကျောင်းဆောက်ပြီးကျောင်းဆောက်ပြီးတော့လှူဒန်းခဲ့ပါတယ်ကျောင်းဆောက်ပြီးတော့လှူဒန်းခဲ့တာအခုချိန်နေဆိုရင်ဖူခဲမှာအရင်နာမည်ကြီးတဲ့ဗုဒ္ဓမြတ်စွာဘုရားတဆူဖြစ်ရွှေဖះလို့နာမည်တွင်ခဲ့ပါတယ်အဲ့ဒီဖះကိုရွှေသင်္ကန်းခြုံပြီးတော့ရွှေချပြီးတော့ပူဇော်ပါတာနဲ့ကိုယ်ဆိုခကြီးသွားတော်များများကဒီဖះကိုလာရောက်ဖူးမြော်ကြပါတယ်ဒါတော့ဖူခက်လေကွင်းနာကမှာရှိတဲ့ထလန်ဘက်မှာရှိတယ်ပေါ့နော်ဒီဖះကိုဖူးခဲ့တာဒီဖះရဲ့တမိုင်းเจ้าကိုကကနနာမသိခဲ့ဘူးပြီးရင်ဒီဖះမှာနောက်ထပ်တမိုင်းเจ้าကြစမှာရှိသေးတယ်ဒါမြန်မာတွေနဲ့သက်ဆိုင်တာပေါ့နော်ဘယ်လိုလဲဆိုတော့ဒီဖះကိုမြန်မာတွေလည်းမြန်မာပြည်ယူသွားခြင်းနဲ့ယူသွားခြင်းတဲ့ခါကျတော့မြန်မာတွေလည်းမျိုးကြက်ဖန်တယ်ဒီဖះကိုဒါပေမဲ့ယူဆောင်သွားလို့မရပါဘူးတကူအင်မတန်မှကြီးတယ်ဒီလိုပဲဖျားကြတယ်နာကြတယ်ပတူတွေထွက်လာပြီးတော့လိုက်ကြိုက်တယ်ပြားတွေအဲ့လိုမျိုးနှောက်ယှက်ကြတယ်ဒါနဲ့မြန်မာပြည်ကိုဒီဖះကိုယူဆောင်ဖို့အတွက်အောင်မြင်မှုမရရှိခဲ့ပါဘူးဒီထိုင်းနိုင်ငံမှာပဲဒီဖះကရှိခဲ့တယ်ထိုင်းနိုင်ငံမှာဒီဖះကကြတော့ထိုင်းတွေလည်းသူတို့ဆက်လက်ပြီးတော့ရွာသူရွာသားတွေလည်းတူဖော်လို့မရပါဘူးမြေကြီးထဲမှာတပိုင်းကျွန်တော်တို့အပြင်မှာတပိုင်းပေါ့နော်ဗုဒ္ဓမြတ်စွာဘုရားကအင်မတန်မှတကူကြည့်ပါတယ်အခုဆိုရင်အဲ့ဒီနေရာမှာခီးသွားခီးလာနေအင်မတန်မှပိုးပြီးတော့အရန်မအော်စရာကောင်းတဲ့နေရာအဖြစ်ရှိပါတယ်ဆူတောင်းလည်းပြီးပါတယ်တကူလည်းကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီသတင်းလေးကိုဗီဒီယိုဖြစ်ဖန်တီးပေးတဲ့အတွက်ကြည့်ရှုပေးသူများအားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်နာမည်တွေ့ပါနောက်ထပ်လည်းဗီဒီယိုများဆက်လက်ပြီးတော့တင်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ page ကို follow ဝါ like and share လေးလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့အားလုံးမင်္ဂလာပါ